ဒီမှာကျွန်တော်ဘူးတွေ plane တွေတော့ရောင်းမှာဖြစ်ပါတယ်ဘယ်လောက်ရမယ်လို့တစ်ချက်တော့ရောင်းကြည့်ကြည့်မယ်ဒီမှာတင်ရရပေးရတဲ့ဘူးတွေ plane တွေရေဘူးခွန်းတွေပါမယ်ဘာပေးရနေအောင်ခဏကြာပြန်လာမယ်နေနေဟဲ့နေအောင်နေနေအောင်ခဏကျန်းမှာတော်ကျန်းတယ်လေအမလန်တလန်တော့မနေကြဘူးဘုရားမပြေသေးဘူးကားပြပို့နေတယ်ရောက်တော့မယ်ရောင်းနေအောင်ရှင်းနာနေနေလို့ရောက်ပြီရောက်ပါပြီခင်ဗျာရောက်ပါပြီရောင်းနေအောင်လူများပြပါပြီကျွန်တော်ကထဲပဲမှာထားရမယ်ဒီအဲ့ကြံယူသွားမယ်အေးစားပြီးလို့မရလားဟမ်အေးစားပြီးလို့ကြီးလားအဲ့ကြီးလားအဲ့ကြီးရတယ်ဒီကောင်းနဲ့နည်းနည်းပဲသိမ်းမယ်အာရောအဲ့ဒါအဲ့စားပြီးသွားလိုက်အဲ့ဒါဒီကောင်းနဲ့နည်းနည်းပဲသိမ်းကောင်းနဲ့ကြော်လည်းပြင်းဒီကောင်ယူရတယ်ဒီကောင်ယူရတယ်ဒီအိတ်ကျ3ခုလုံးယူရတယ်ဟိုတာမယူရဘူးဒီက1ကီလိုဗလားဒီကအိတ်ကျတွေ6ဘက်ပဲရှိတယ်ဘူးတော့ဈေးတက်နေလားမသိဘူးအဲ့ဒီ3ရက်တော့ယူရတယ်ဒီကားနေနဲ့ရောနေတယ်
1 ကီလို6ကျတဲ့ဈေးနဲ့တက်နေတယ်ဒီနေ့ဘယ်လိုလာမှမသိဘူး တိုင်းလို့ ဒီကပလင်း စစ်ပတ်တယ်ကို ဟာ စစ်ပတ် 8 ဘတ်အိုး8 ဘတ်တဲ့ဈေးတက်နေ8 ဘတ်တဲ့ဒီနေ့ကောင်းလားဒီနေ့လေအောင်လားပလင်းကြီးရအဲ့အစားပြန်ယူသွားနေတယ်အဲ့အစားနောက်ခါလေအောင်ထဲကြမရှိရနေမှာဟမ်ကိုတော့ဝင်ကိုချွေတစ်ချက်တော့ ရှိလားရတယ်နားလေးဗီဒီယိုအနေနဲ့ရွှေ့ပြလိုက်အောင်ရှေ့ဘက်ချမ်းကိုကြီးမှာဘယ်လောက်ရလို့ပတ်စံုံးလေးအဲ့ပလင်းကွဲတွေကားဖို့တင်နေတယ်ညမမီယာဒီကဖာရုပ်ဝဲတယ်ဖာလိုက်တယ်ဖာလိုက်ပတ်စံရှင်ကိုစောင်းနေတယ်ဟိုဒီမှာဘီယာဖာရင်ပုံရောနေမဟုတ်ဟိုနောက်မှာဖာတင်နေတယ်မှာ7ကလင်းခွေရိုက်ခွေရတင်နေရတော့ဒီတစ်ခါမှာတရားကျော်တရားနဲ့20နဲ့တရား30ညနောက်ပြင်ကြည့်ကြည့်တရားနဲ့30 only 8ညညကြည့်ကြည့်အောင်နာဟောတရား20နဲ့9ကျော်တရား30ပြီးလိုက်တရား30ရပြီအဲ့ပြန်လာဒီမှာအဲ့ဒီမှာဘလုံးနဲ့ဖြုတ်ကောင်းတယ်ဒီတိုင်းကောလွန်းကောင်းမှဆိုင်ကမောင်းလို့ရှိရင်သွားမယ်
နေ့ကချိန်မနေ့ကလည်းဒီလိုညနေပိုင်းဆိုမိုးရွာတာပဲမိုးသားကြီးတယ်မနေ့ညနေကမိုးသူ့ချိန်ရောက်လာတယ်ကမိုးမဲလာပြီပြန်ရောက်ပြီအဲဟိုပြန်ရောက်ပါပြီခင်ဗျာရောက်ပြီပတ်စံ130ရလာပါပြီခင်ဗျာလာဝါဒီပါလားဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရေဘူးအခွန်တွေတယောက်တော့ဘယ်လောက်ရလဲဆိုတာရိုက်ပြပြီးပါပဲခင်ဗျာ130ဘတ်မဆိုင်ကအပြည့်ပဲတင်သွားတာအဲ့ဒါ130ဘတ်ပဲရပါတယ်ခင်ဗျာဒါအောင်ဈေးတက်နေလို့အစား6ကျပ်အခု8ကျပ်တဲ့1ကီလိုအားလုံးဘိုင်ဘိုင်နောက်ပြီးတော့ပြန်လည်ဆုံတွေ့ကြမယ်